ပြင်းပြေဂိမ်းလေးဆော်ခြင်းနဲ့ကိုစောနေတဲ့ဂိမ်းကနေလည်းပတ်စံလိုခြင်းနဲ့ဆိုရင်တော့ပုပ္ပါတီဂိမ်းလေးကိုဆော်ကြည့်ပါပုပ္ပါတီဂိမ်းကအခုချိန်ထိပတ်စံပေးနေစေဖြစ်တဲ့ Telegram ဂိမ်းကောင်းလေးလည်းဖြစ်ပါတယ်ကိုကဂိမ်းဆော်ရင်နဲ့ပတ်စံရှာခြင်းနဲ့ဆိုရင်တော့ပုပ္ပါတီဂိမ်းလေးကိုဆော်ကြည့်ပါဘယ်လိုပုံစံဆော်ရတာလဲဆိုတော့ဗီဒီယိုထဲမှာကြည့်သွားပေးပါဗျပုပ္ပါတီဂိမ်းကတော့စပရင်လဲတဲ့ဂိမ်းအမျိုးအစားပါပဲစပရင်လဲတဲ့ခါကျရင်တစ်ခါတည်းရမှာ USDT ခွေတူတွေလည်းပေါက်တတ်ပါတယ်။များသောအားဖြင့်ကတော့6 coin နေပဲရပါတယ်။ကျွန်တော်ဒီလို spring လှည့်ရင်ရလာတဲ့6 coin နေပြီးတော့ဒီ spring လှည့်တဲ့ game အောင်မှာ level တင်ပေးရတာလေးရှိပါမယ်။အမှ6 coin တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့က level တွေတင်ပေးရပါမယ်။ဒီလို level တင်တဲ့အခါမှာ energy boost တွေရပါမယ်။ energy boost တွေမဲလားဆိုတော့လည်းမဟုတ်ပါဘူး။ကျွန်တော်ဒီမှာရှိနေတဲ့မြေပုံတွေကအားတွေအကုန်လုံးကို level တင်ပြီးတော့တဲ့အခါတိုင်းသူကစပင်လဲတဲ့ဘူးတွေနဲ့ဂိမ်းကတ်တွေထပ်ပေးပါသေးတယ်ဂိမ်းကတ်တွေကိုတော့ရောင်းစားလို့ရပါတယ်ဘယ်လိုပုံစံရောင်းလဲဆိုတာတော့ဗီဒီယိုထဲမှာကြည့်သွားပေးပါဆိုတော့ကျွန်တော် level တင်တဲ့အခါကျရင် energy boost တွေရလာမယ် energy boost တွေရပြီဆိုရင်တော့ဒီဂိမ်းကနေပတ်စံစပြီးရပါပြီဘယ်လိုပုံစံရတာလဲဆိုတော့ကျွန်တော်ဒီဂိမ်းရဲ့အပေါ်ဆုံးမှာ PPT token တွေကို mining လုပ်နေတာရှိပါတယ်ဒီ PPT token တွေကတော့ဒီဂိမ်းရဲ့ပတ်စံပဲဖြစ်ပါတယ်ဒီမှာ mining လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာ energy boost တွေရှိထားပါမယ် energy boost တွေရှိပြီဆိုတော့မှဒီမှာသူက auto mining လုပ်ပေးတာဖြစ်ပါတယ် energy boost များများရှိတယ်ဆိုရင် mining မှာ PPT coin တွေများများရပါမယ် PPT coin တွေများများရပြီဆိုရင်ဂိမ်းကနေပတ်စံများများရပါတယ် energy boost တွေရဖို့ဆိုရင်တော့စောစောအမြေပုံနေရာမှာ level တင်ပေးရတာတွေရှိမယ်ပြီးရင်ဒီထဲမှာတက်တွေရှိပါမယ်ဒီတက်တွေကိုလုပ်ပေးတယ်ဆိုရင်လည်း energy boost တွေရပါတယ်ဒီထဲမှာတော့တက်တွေတော်တော်များများတော့ရှိပါတယ်ဒီတက်တွေလုပ်ပြီးတော့ကိုက energy boost တွေစုသွားပြီးတော့ PPT token တွေကို mining လုပ်လို့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ refer ခေါ်တယ်ဆိုရင်လည်း energy boost တွေရပါတယ် refer တယောက်ခေါ်နိုင်တယ်ဆိုရင် energy boost 1000ရပါတယ်ဒီနေရာမှာ free refer ထည့်လို့ရလားဆိုတော့ရပါတယ် free refer ထည့်တဲ့အခါမှာတခါတည်းအများကြီးထည့်တာမျိုးတွေမလုပ်ပဲနည်းနည်းချင်းစီထည့်တာမျိုးပဲလုပ်တော့ပါတခါတည်းအများကြီး free refer တွေ late ထည့်တယ်ဆိုရင်ဒီဂိမ်းကနေဘန်ခံရနိုင်ခြေတွေရှိပါတယ်ဆိုတော့ပုပ္ပါတီဂိမ်းနဲ့ပတ်သက်ပြီးဂိမ်းစောမောင်စော်နည်းနဲ့ဂိမ်းချောင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ဒီဂိမ်းမှာအပိုင်း၃ပိုင်းရှိပါတယ်ကျွန်တော်အပေါ်ဆုံးပိုင်းရကြတော့ဂိမ်းရဲ့ပတ်စံဖြစ်တဲ့ PPT token တွေကို mining လုပ်တာဖြစ်ပြီးတော့အလဲပိုင်းကတော့ subin လဲတဲ့ဂိမ်းစောရတာဖြစ်ပါတယ်ပြီးရင်ဒီအောက်ဆုံးကအပိုင်းရကြတော့ကျွန်တော် level တင်ပြီးတော့ energy boost တွေနဲ့ gain cut တွေကိုရှာတဲ့နေရာပဲဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ပုပ္ပါတီနဲ့ပတ်သက်တဲ့အကြောင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ gain တွေကနေရလာတဲ့ gain cut တွေကိုဘယ်လိုရောင်းရမလဲဆိုတာလေးဆက်ပြီးပြပေးပါမယ်ကျွန်တော် gain cut ရောင်းမှုအတွက်ဒီအောက်မှာရှိနေတဲ့ cut ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော် cut market ထဲကိုရောက်သွားပါလိမ့်မယ်ဒီထဲမှာဆိုရင်တော့ cut အမျိုးအစားတွေအများကြီးရှိနေပါတယ်ဒီအမျိုးအစားတစ်ခုချင်းစီတိုင်းမှာသတ်မှတ်ထားတဲ့ကတ်ရည်အတွက်ပြည့်ပြီဆိုရင်လည်း reward အနေနဲ့ USDT ခွေတူတွေကိုရရှိပါသေးတယ်ဆိုတော့ကျွန်တော်ဒီ gain cut တွေရောင်းမယ်ဆိုရင်တော့ကျွန်တော်တို့မှာကတ်ပူရှိနေဖို့တော့လိုအပ်ပါမယ်ကျွန်တော်မှာကတ်ပူမရှိဘူးဆိုရင်တော့ရောင်းလို့မရပါဘူးကတ်ပူရှိမရှိဘယ်လိုကြည့်လို့ရလဲဆိုတော့ဒီထဲမှာရှိနေတဲ့ကတ်မျိုးစားတစ်ခုတည်းကိုဝင်လိုက်ပါကျွန်တော်မှာကတ်ပူရှိရဆိုရင်တော့ဘေးနဲ့မှာ black 2ဆိုပြီးတော့ပြနေပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်အဲ့ဒီကတ်ကိုရောင်းလို့ရပါပြီဘယ်လိုရောင်းရတာလဲဆိုတော့အပူရှိနေတဲ့ကတ်လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့သူကဆဲခလုတ်လေးပေါ်လာပါလိမ့်မယ်အဲ့ဆဲခလုတ်ဆိုတာလေးကိုနှိပ်ပြီးတော့ရောင်းပါပဲရောင်းတဲ့အခါမှာဆိုရင်တော့သူကဈေးနှစ်ခုပြနေပါလိမ့်မယ် floor price နဲ့ back price ဆိုပြီးတော့ပြနေပါလိမ့်မယ်ဟိုကရောင်းမယ်ဆိုရင်တော့ floor price နဲ့ရောင်းတာအကောင်းဆုံးပါပဲ floor price ဆိုတာဒီကတ်ရဲ့ပေါက်ဈေးပဲဖြစ်ပါတယ်ကျွန်တော်ဂိမ်းကတ်ရောင်းတဲ့အခါမှာကိုယ့်ရဲ့ဂိမ်းကတ်ရောင်းထွက်သွားပြီဆိုရင် PPT token တွေရရှိမှာဖြစ်ပါတယ်ကတ်ပူမရှိတဲ့ကတ်တွေကတော့ရောင်းလို့မရပါဘူးအပူရှိတဲ့ကတ်တွေပဲဒီဂိမ်းထဲမှာရောင်းလို့ရပါမယ်ကျွန်တော်ဒီလိုမျိုး mining လုပ်ဂိမ်းကတ်တွေရောင်းပြီးရလာတဲ့ PPT token တွေကိုတော့ဒီဂိမ်းထဲမှာပဲ USDT နဲ့ပြန်ရောင်းပြီးတော့ပြန်ထုတ်လို့ရပါတယ်ဆိုတော့ PPT token တွေကို USDT နဲ့ထွေးလုပ်ဖို့အတွက်ဒီဂိမ်းထဲမှာရှိနေတဲ့ PPT token mining လုပ်တဲ့နေရာကိုသွားလိုက်ပါ mining လုပ်တဲ့နေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီအောက်လေးမှာ trade ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ gain coin တွေကို trade လုပ်တဲ့နေရာရောက်သွားပါလိမ့်မယ်ဒီနေရာရောက်ပြီဆိုရင်ဒီအပေါ်ကဘိုင်ဆဲနေရာမှာဆေးဘက်ကိုတစ်ချက်ပြောင်းလိုက်ပါဆေးဘက်ကိုပြောင်းပြီးဆိုရင်တော့ဒီအောက်မှာမြားတဲ့ချောင်းလေးရှိပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ PPT token တွေကိုအရင်ဆုံး1000 PPT coin ဒီနဲ့လဲရပါမယ်လဲဖို့အတွက်ကကျွန်တော်တို့ဒီအပေါ်မှာ max ဆိုတာလေးကိုနှိပ်လိုက်ပါ
ဒါဆိုရင်တော့ကျွန်တော်တို့ပြန်ရမယ့် coin မောက်ကိုသူကပြထားပါလိမ့်မယ်ပြီးရင်တော့ဒီဟုတ်က transfer ဆိုတာလေးကိုနှိပ်ပြီးတော့ PPT token တွေကို1000 PPT coin တွေအဖြစ်ပြောင်းလိုက်ပါဒီလိုမျိုး1000 PPT coin တွေအဖြစ်ပြောင်းပြီးပြီဆိုတော့မှကျွန်တော်က USDT နဲ့ trade လုပ်လို့ရမှာဖြစ်ပါတယ် trade လုပ်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့10ဘက်ကိုပဲထားလိုက်ပါ10ဘက်ကိုထားပြီးတော့ဒီအောက်မှာကိုရောင်းမဲ့ coin အမောက်ကိုထည့်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ပြန်ရမယ် USDT အမောက်ကိုပြထားပါလိမ့်မယ်10ဆိုတာလေးကိုနှိပ်ပြီးတော့ရောင်းရုံပါပဲကျွန်တော် trade လုပ်ပြီးရလာတဲ့ USDT တွေကိုတော့ gain ထဲကနေပြန်ထုတ်လို့ရပါတယ်ဘယ်လိုပုံစံထုတ်ရတာလဲဆိုတော့ spring လဲတဲ့ gain တွေကိုတွားလိုက်ပါပြီးရင်အပေါ်ဆုံးမှာကျွန်တော်ရဲ့ profile လေးရှိပါမယ်အဲ profile လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ဒီ gain ထဲမှာပတ်စံအနေနဲ့ USDT ရဲ့ WUSDT ရဲ့ဆိုပြီးတော့နှစ်မျိုးတွေ့မြင်ရလိမ့်မယ် USDT ကတော့$2ပြည့်ရဆိုရင်စပြီးထုတ်လို့ရပါတယ် trade လုပ်တဲ့အခါမှာကျွန်တော်က WUSDT ရတာဖြစ်တဲ့အတွက် WUSDT ကိုနှိပ်လိုက်ပါပြီးရင်တော့ငွေထုံးမယ်ဆိုရင်အလယ်မှာရှိနေတဲ့ withdraw ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်စပြီးပတ်စံထုတ်လို့ရပါပြီပတ်စံထုတ်ဖို့အတွက်ကအနည်းဆုံး 0.01 WUSDT ကနေစပြီးထုတ်လို့ရပါတယ်ဒီအောက်မှာတော့ကျွန်တော် wallet ချိန်ပေးရပါမယ် wallet ကိုတော့ Tunkiba wallet နဲ့ချိန်ထားပါကျွန်တော်ထုတ်တဲ့အခါမှာကျွန်တော်တို့ wallet ထဲကိုတော့ USDT ရောက်လာတာမဟုတ်ပဲတွန်ခွင်ရောက်လာတာဖြစ်ပါတယ်ကျွန်တော်ရဲ့ Tunkiba ထဲကိုတွန်ခွင်ရောက်လာပြီဆိုရင်တော့ KB Win နဲ့ချိန်ဖို့အတွက်ကကျွန်တော်ရဲ့ Telegram Channel ထဲမှာ admin ရှိပါတယ် admin နဲ့ချိတ်ဆက်ပြီးတော့ KB Win နဲ့ပြန်ရောင်းလို့ရပါတယ်ကျွန်တော်ဒီ boot party ဆိုတဲ့ game လေးကတော့ထွက်ထားတာကြာပါပြီဒါပေမဲ့အခုချိန်ဒီပတ်စံပေးနေတဲ့ game ကောင်းလေးဖြစ်တဲ့အတွက်ဒီ game လေးကိုမဆော့ရသေးတဲ့သူတွေဆိုရင်စမ်းဆော့ကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်ဆိုတော့ကျွန်တော် boot party game နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒါလောက်ပါပဲအားလုံးနားလည်မယ်လို့ထင်ပါတယ် Crypto Money Channel လေးကို subscribe မလုပ်ရသေး subscribe လေးလုပ်သွားပြီးတော့ဘေးနန်း notification ခေါင်းလောင်းလေးကိုလည်းတိထားပေးပါဦးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ